လောကမှာဘယ်ဘာသာတရားကမှဒီလိုမျိုးကြီးစုတော်သတင်းကောင်းကိုမပေးနိုင်ပါဘူးခရစ်တော်မပါရင်အကောင်းဆုံးဆိုတဲ့လူတောင်မှဖြစ်တန်စီရင်ချင်းအောက်မှာပဲရှိနေတော့မှာဒါပေမဲ့ကိုယ်တိုင်စူးစမ်းမှုတွေမအောင်မြင်နိုင်တဲ့နေရာမှာကြီးစုတော်အားဖြင့်ကျွန်တော်တို့ဟာပြေဝပြီးစိတ်ချရတဲ့ဖြောင့်မတ်ရာတွင်ခြင်းကိုရရှိပါတယ်တင့်ရဲ့ဘဝကကဲတင်ချင်းကြဖို့လုံလောက်အောင်ကောင်းရဲ့လားဒီမိကုန်းကိုခြံစည်းရိုးပုံပမာဆိုတဲ့အားကောင်းတဲ့ပုံပြင်လေးတစ်ပုဒ်ကနေတဆင့်အတူတူလေ့လာကြည့်ရအောင်ပါကျွန်တော်တို့ရဲ့ဇာတ်လမ်းလေးကကိုယ့်ရဲ့ကိုကျင့်တရားကိုပဲအပြည့်အဝယုံကြည်ပြီးသူလုပ်တဲ့ကောင်းမှုတွေကသူ့ကိုတီချာပေါက်ကဲတင်လိမ့်မယ်လို့ကြွားဝါတတ်တဲ့တထီးကြီးတစ်ယောက်နဲ့စတင်ထားပါတယ်သူ့ရဲ့အပြုအမူတွေမှာစူးစူးရွာရွာမှားယွင်းနေတာဘာမှမရှိဘူးလို့ဆိုပြီးသူဟာကဲတင်ချင်းရဖို့လုံလောက်အောင်ကောင်းတဲ့သူတစ်ယောက်လို့အခိုင်အမာယုံကြည်ထားပါတယ်တခါတလေစိတ်တူတာစကားကြမ်းကြမ်းပြောမိတာတွေရှိတယ်ဆိုတာကိုသူဝန်ခံပြီးမိသူ့စိတ်ရင်းကတော့ဖြောက်မှတ်ပါတယ်လို့ပြောပြီးဒီအမှားတွေကိုဆင်ခြင်ပြီးပါတယ်အရက်တောက်တာကိုတောင်မှပင်းပန်းတဲ့အချိန်ကြီးနေနေပါပါတောက်တာပါဆိုပြီးသူ့ကိုယ်သူအကြောင်းပြချက်ပို့ထားပြီးတာပါတနေ့မှာတော့အဲ့ဒီတတိကြီးကခရစ်ယာန်လူငယ်အလုတ်သမားတစ်ယောက်ကိုသူ့ခြံဝန်းကြီးတစ်ခုလုံးကိုခိုင်ခန့်တဲ့ခြံစည်းရိုးခတ်ဖို့ငှားလိုက်ပါတယ်ညွှန်ကြားချက်ကတော့ရှိပါတယ်ခြံစည်းရိုးကဘယ်နေရာကမှဝင်လို့မရအောင်လုံးဝကိုခိုင်ခန့်ပြီးလုံခြုံရမယ်ဆိုတာပါပဲအဲ့ဒီနေ့ညနေအလုတ်သမားအလုတ်ပြန်လာတဲ့အခါတထီးကြီးကအလုတ်ကိုစစ်ဆေးဖို့ထွက်လာပါတယ်အကဲဖြတ်ရမယ်အချိန်ရောက်ပြီပေါ့တထီးကြီးကသူ့ခြံဝင်းကြီးကိုဘသူမှဖောက်ဝင်လို့မရဘူးဆိုတာကိုအတီးပြုတ်ချင်နေပါတယ်ဒါနဲ့တထီးကြီးကငါခြံစည်းရိုးပြီးပြီလားအားလုံးကခိုင်ခန့်လုံခြုံရဲ့လားလို့တက်ရိုက်ပဲမေးလိုက်ပါတယ်လူငယ်အလုတ်သမားကလုံးဝကြီးခိုင်ခန့်တယ်လို့တော့ကျွန်တော်မပြောနိုင်ဒါပေမဲ့ရေဘူးရပြောရရင်တော့တော်တော်လေးကောင်းပါတယ်လို့ရိုးရိုးသားသားပြန်ဖြေပါတယ်တချို့နေရာတွေမှာပိုကောင်းပေမဲ့တစ်တောင်နှစ်တောင်လောက်ကျတဲ့အပေါက်ငယ်လေးတချို့ရှိနေသေးကြောင်းသူကရှင်းပြပါတယ်တချို့နေရာတွေမှာခြံစည်းရိုးကိုနှစ်ထပ်ခတ်ထားရင်တော့မှလုံးဝကြီးစိတ်ချရအောင်မလုပ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်တထီးကြီးကနားထောင်နေရင်းနဲ့အလုတ်သမားပြီးခြင်းနဲ့တိမ်မွေ့တဲ့သင်ခန်းစာကိုသဘောမပေါက်သေးပါဘူးသူ့လီတန်ကလီးနက်လာပါတယ်သူ့ညီနေရာပတ်လင်းမှာတနေရာလေးမလုံခြုံရင်တော့ project တစ်ခုလုံးအလကားဖြစ်သွားပြီဆိုတာကိုသူချက်ချင်းနားလည်လိုက်ပါတယ်ဒါနဲ့သူကတနေရာလေးမလုံခြုံရင်တော့ဒီခြံစည်းရိုးကိုလုံးဝမခတ်တာကမှတော်ဦးမယ်လို့အတန်ကြေကြီးနဲ့အော်ပြောလိုက်ပါတယ်ဒီအကြီးကြီးတဲ့အချိန်ဒီမှာပဲအလုတ်သမားကစကားဝိုင်းကိုပုံနှက်ဆိုင်တဲ့အမှန်တရားတစ်ခုစီဖြည်းဖြည်းချင်းဆွဲခေါ်သွားပါတယ်သူကအပေါက်တစ်ပေါက်သေးကပဲခြံစည်းရိုးတစ်ခုလုံးကိုမလုံခြုံစေဘူးဆိုရင်ရေဘူးရအားဖြင့်ကောင်းယူလေးနဲ့တရိတ်ဆန်တွေကိုအပြင်မှာပဲနေအောင်တားဆီးနိုင်မယ်လို့အန်ကေထင်ပါသလားမေးလိုက်ပါတယ်ပြီးတော့သူကပုံပမာကိုဆက်ပြီးဒီလိုပါပဲတချို့နေရာမှာကောင်းပြီးတချို့နေရာမှာစိုးနေတဲ့ဘဝတစ်ခုကတရားစီရင်ရာနေမှာလုံလောက်တဲ့စိတ်ချရမှုပြီးနိုင်မယ်လို့ထင်ပါသလားလို့မိကုံထုတ်လိုက်ပါတယ်အလုသမားရဲ့မိကုံဟာကြီးစုတော်အားဖြင့်သာရရှိနိုင်တဲ့ကဲတင်ချင်းနဲ့ပတ်သက်ပြီးအရေးကြီးတဲ့သင်ခန်းစာတစ်ခုကိုဖော်ပြနေပါတယ်တထီးကြီးမှာဘာပြန်ပြောရမှမသိတော့ပါဘူးသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာခြံစည်းရိုးနဲ့ဝိညာဉ်ရေးရာအခြေအနေကိုနှိုင်းယှဉ်လိုက်တဲ့အခါတထီးကြီးဟာစကားမပြောနိုင်တော့ပဲအတွင်းနှစ်ပါတော့